ice cream 8ခိုင်နဲ့ကွာသူက4ယောက်လောက်ခံခိုင်ရုံမသိသေးဘူးလားမသိခိုင်ရုံလေးဟိုကလေ4ယောက်လောက်ခံဆိုကြပါလား ice cream 8လေကျွန်တော်ခုတွေ့ရှိတာတို့ဖမ်းတာဗျဟုတ်တယ်အဲ့တူဟာဝါလေဟာပုံလို့လိုက်ကျွန်တော်ဒီနေ့ခိုင်ဟာပြရလို့ရောက်ပါလေဟုတ်ဘူးလို့ဟိုဝင်လာတော့တင်ပုတ်တော့လူတကယ်ကွာအဆက်ကောက်လက်ခေထောင်းပါကျွန်တော်ဒီနေ့ဆိုပါတော့ခိုင်လိုမတိသေးတဲ့လှုပ်စကန်ခုဖြစ်ပါတယ် ice cream ဆိုပါချင် ice cream စကန်ကိုကျွန်တော်လေးတာဖြစ်ပါတယ်ဟုတ်ပါတယ်ညမို့ကျွန်တော်ပို့လို့လိုက်လို့ပါပို့လို့လိုက်ပါဟုတ်ပြီလို့ပါလေဆိုရင်ဘာမှမလာဘူးခိုင်လိုမတိသေးခိုင်လိုဒီကြောင့်ဒီလိုလိုက်ခိုင်လိုဒီခိုင်လိုတော့ဆောက်ချေ ဘာလို့ပါလဲတော့ခိုင်လို့ဆိုရမှာဟော